ကဲပန်းသီးပင်ပြပါပန်းသီးပင်ပြပါဆိုပြီးပြောနေတယ်လေပန်းသီးကတော့အခုတော့အသီးမသီးသေးဘူးအပွင့်နေမှာပွင့်တာလှိုင်းတာပဲခြံထဲမှာ2ပင်အောင်ရှိတယ်ကျွန်တော်သွားပြပေးမယ်နော်ဒါမဲ့အသီးသီးတဲ့ချိန်ကျရင်လည်းကျွန်တော်ပြန်ပြီးတော့ပြပေးမယ်ခင်ဗျာပန်းသီးပင်ကတော့ဒီမှာပါကျွန်တော်လှမ်းပြပေးမယ်အဲ့ဒါပန်းသီးပင်ပဲကျွန်တော်အနီးကိုသွားပြပေးမယ်နော်ကဲပန်းသီးပင်ဒီမှာပန်းသီးပင်ကတော့အပွင့်နေတာပွင့်တာလှိုင်းနေတာပဲဗျာနော်မကြဒါပန်းသီးပင်ရဲ့အပွင့်နဲ့နော်အပွင့်တွေကလှိုင်းနေတာပဲနော်အပွင့်နေလိုက်နေတာပဲဟိုဘက်မှာတပင်ဒီဟာကြီးကတော့အပင်အိုးနေပြီဗျာဒါမဲ့သူကတစ်ကောင်းဟိုကဗာလဲတစ်ကောင်းပေါက်ပါလေသူကတပင်ရအောင်ဆွေးတော့မယ်ဒါပေမဲ့သူကပွင့်နိုင်သေးတယ်အိုးပင်ပဲလဲပွင့်နိုင်သေးတယ်ကျွန်တော်ပြမယ်ဒီမှာကြည့်နော်ဒီမှာဆိုရင်တစ်ကိုင်းပေါက်မှာဟိုကဗာလဲဂလိုင်းပေါက်ကြီးတွေတောင်ဖြစ်ဒီမှာဆိုရင်ဂလိုင်းပေါက်ကြီးတွေတောင်ဖြစ်နေချစ်လို့နော်ဂလိုင်းပေါက်ကြီးကိုမှဟိုးအထဲကြီးကိုပြောတာဟိုဘက်မှာဟိုဘက်ဒီတောက်လျှောက်အပေါက်ကြီးတွေဖြစ်ပန်းသီးပင်ကလည်းနည်းနည်းတော့အိုပင်မလဲသူကတန်မာသေးတယ်ဗျာနော်တန်မာသေးတယ်သီးတွေပြုတ်လိန်နေတဲ့ချိန်ရတယ်ကျွန်တော်ပြပေးမယ်သိလားအခုကတော့သူကအသီးတွေတော့ပြုတ်မလိန်သေးဘူးပြားတွေမကြပြားကြီးတွေအဲ့ပြားအကောင်ကြီးတုတ်လိုက်ရင်တော့ရှယ်ကြီးပဲဒါပဲပွင့်လာမှလှိုင်းနေတာပဲနောက်ထပ်တစ်ပင်ကတော့အပင်လူလေးကျွန်တော်သွားပြပေးမယ်ဒါမဲ့နည်းနည်းတော့ပြေးရမယ်နည်းနည်းဝေးတယ်ဟိုဘက်မှာခြံရဲ့ဟိုဘက်မှာဆိုတော့ခြံရဲ့သူကဟိုဘက်မှာရှိရတော့နည်းနည်းပြေးရမှာပေါ့ဗျာကျွန်တော်ပြေးပြပေးမယ်နော်အမေနေရလဲပူတယ်ကျွန်တော်အဲ့ပင်ကိုအောင်ပြေးလိုက်မယ် Oh my god Oh my god မောတယ်ဗျာမောတယ်ဆိုရင်လည်းရအောင်ပြေးပြပေးမယ်ဒီမှာပါပန်းသီးပင်နောက်တစ်ပင်ဒါလေးကျတော့အပင်နူလေးဗျအပင်နူလေးကိုမှသူလည်းပွင့်တော့မှလှိုင်းတော့မှအသီးတွေဘယ်လောက်ထိပြုတ်လိန်နေမလဲဆိုတာကျွန်တော်တီးတဲ့အချိန်ညာပြပေးမယ်ချစ်လေးတို့မကြပြုတ်လိန်နေတာပဲကြပွင့်လာမှအသီးတွေလည်းဘယ်လောက်ထိပြုတ်လိမ်မလဲဆိုတာပြီးကြရင်စောင်းတာကြည့်လိုက်တော့ဗျာကျွန်တော်ရိုက်ပြပေးမယ်နော်ဒီပင်လေးတွေကိုမှတ်ထားပြီကျွန်တော်ရိုက်ပြပေးမယ်ဗျာသူ့ရဲ့ပန်းသီးအပွင့်လေးတွေကလေကျွန်တော်အခုမှမြင်ဘူးလားတကယ်ပြောကျွန်တော်မြန်မာပြည်မှာနေတဲ့ကျွန်တော်ပန်းသီးပင်ဆိုတာကျွန်တော်လုံးဝမတွေ့ဘူးရှမ်းပြည်လောက်ကလူတွေလောက်ပဲပန်းသီးပင်ရှိတဲ့လူလောက်ပဲမြင်ဘူးပါပဲကျွန်တော်ကတော့သူ့ရဲ့အရွက်တွေကအစဒီမှာကြည့်သူ့ရဲ့အရွက်တွေကအစနော်အပွင့်တွေကအစအခုမှမြင်ဘူးတာပါခင်ဗျာနော်ဒီပင်နဲ့တော်တော်သီးမှာကျွတ်လိမ့်နေပဲကျွန်တော်ပြပေးပဲ sorry အဲ့မှာတော်တော်ကြီးကိုသီးလောက်မှာတရားသူလည်းပြုတ်လိမ့်တာပဲကြအပွင့်နေပွင့်တော့မှပြုတ်လိမ့်တာပဲကြအပန်းသီးပင်နဲ့ချီလေးတို့ပန်းသီးပင်မြင်ဘူးတဲ့လူတွေတော့ရှိမှာမမြင်ဘူးတဲ့လူတွေကလည်းရှိမယ်အဲ့တော့ကျွန်တော်ပြပေးတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ပန်းသီးပင်ရဲ့အိုး easy ကိုကျွန်တော်ပြန်တော့ဟိုဘက်မှာကျဟိုထီရှူတော်ကြီးတွေရှိတယ်ဟိုမှာစမ်းကြောင်းတွေရှိတယ်ဒီလိုဆိုမှခြံထဲမှာတော့သီးပင်တွေကစုံနေချီလေးတို့ရဲ့အဓိကတော့ဟိုပါလေပန်းသီးပင်ကိုပဲကျွန်တော်ပြပေးတယ်သိလားပန်းသီးပင်ကိုပဲကျွန်တော်ပြပေးတယ်အိမ်ကသူက2ဆောင်လွဲကြီးအဲ့တော့ဒီမှာ